financial accounting ကိုလေ့လာပြီးဆိုတာနဲ့ financial statement ၄ခုအကြောင်းကိုသိရမှာဖြစ်ပါတယ်ပထမဆုံး statement ကကြတော့ income statement သူ့ကိုအရင်က statement of profit or loss ဆိုပြီးတော့မှခေါ်ခဲ့ပါတယ် profit or loss ဆိုတဲ့အတိုင်းပဲဒီလုပ်ငန်းဟာအချိန်ကာလတစ်ခုအတွင်းမှာဘယ်လောက်ထိမြတ်နေလဲဘာတွေရှုံးနေလဲဆိုတာကို focus ထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ income statement ဒီလုပ်ငန်းရဲ့အမြတ်ရနိုင်စွမ်း profitability နဲ့ performance ကိုအဓိက focus ထားတာဖြစ်ပါတယ်ဒုတိယ statement ကကြတော့ statement of financial position financial position ကိုမြန်မာလိုပြောရရင်တော့ကိုယ့်လုပ်ငန်းရဲ့ဘဏ္ဍာရေးအခြေအနေလို့ဘာသာပြန်လို့ရပါတယ်အဲ့တော့ဘဏ္ဍာရေးအခြေအနေဆိုတာကကိုယ့်လုပ်ငန်းရဲ့ပိုင်ဆိုင်မှုတွေရှိမယ်ပေးဖို့ရှိနေတဲ့အကျွေးတွေနဲ့ကိုယ့်ရဲ့လုပ်ငန်းဟာငွေရေးကြေးရေးအခြေအနေရပေါ့နော်ဘယ်လောက်ထိခိုင်မာမှုရှိသလဲဆိုတာကိုဒီ statement ကဖော်ပြထားတာဖြစ်ပါတယ်ဒီ financial position ရဲ့အသက်ကကြတော့ accounting equation ဖြစ်တဲ့ assets equal to equity plus liability ဖြစ်ပါတယ်တတိယမြောက် statement ကကြတော့ statement of cash flow cash flow ဆိုတဲ့အတိုင်းပဲငွေတွေကဘယ်ကနေဝင်လာတာလဲငွေတွေဘယ်ကိုထွက်သွားတာလဲဆိုတာကိုဒီ statement မှာဖော်ပြပါတယ်ဒီနေရာမှာ cash ဆိုတာကငွေသားကိုပဲပြောတာမဟုတ်ပါဘူး cash equivalent လို့ခေါ်တဲ့ငွေနဲ့တန်ဖိုးညီမျှတဲ့အရာတွေဥပမာအဖြစ်ဆိုရင်တော့လက်ထဲမှာရှိနေတဲ့ငွေတွေ cash in hand ဘဏ်မှာရှိတဲ့ငွေတွေ cash at bank အပြင်ကိုမှ short term investment တွေပေါ့နော်ဥပမာဒီအစိုးရကနေပြီးတော့မှထုတ်ပေးလိုက်တဲ့ treasury bill လိုမျိုးပေါ့နော်ငွေချေးစာချုပ်ပေါ့ဒီလိုပုံစံမျိုးတွေကိုလည်းပဲ cash flow မှာထည့်သွင်းစဉ်းစားမှာဖြစ်ပါတယ်နောက်ဆုံး statement ကကြတော့ statement of changes in equity changes in equity လို့ပြောတဲ့အတိုင်းပဲသူကပိုင်ရှင်တွေရဲ့ပိုင်ဆိုင်မှုအပြောင်းလဲတွေကဖြစ်သွားတာဘယ်လိုအခြေအနေမျိုးမှာအပြောင်းလဲဖြစ်လဲဆိုလို့ရှိရင်ကြတော့အမျက်ဝေစုရတာရှိတယ်ပြီးတော့ငွေတွေထပ်ထည့်ရရှိတဲ့လုပ်ငန်းတွေကိုတစ်ခါလေးမှာဒီပိုင်ရှင်ကနေပြောမှာငွေပြန်ထုတ်သွားတာလည်းရှိတယ်အဲ့လိုအခြေအနေမျိုးမှာဒီ equity မှာအပြောင်းလဲဖြစ်ပေါ်လာတယ်ဒီလိုအပြောင်းလဲတွေကြောင့်ဒီ statement မှာဖော်ပြမှာဖြစ်ပါတယ်ဒီလောက်ဆိုရင်ကြတော့ဒီ statement လေးခုအကြောင်းကိုအကြမ်းပြင်းတော့နည်းနည်းလေးပေါ့နော်နားလည်သွားပြီလို့ယူဆပါတယ်ဒါကြောင့်မို့လို့နောက်ဗီဒီယိုလေးမှာပြန်ဆောင်ပါမယ်ရှင်